အရှိကျွန်းတန်ဖို့တွေတေးသေးချာချာဆိုကြည့်မယ်တန်ဖို့တွေသာဝိသင်္စာသဗ္ဗတေဇံသဗ္ဗကုဏံသဗ္ဗဒုက္ခံလဘတုမေသာရဝီသာရာသရိသသာယံပင်စဗုဒ္ဓမဟာတေဇံသဗ္ဗညုတညာနဝရံသဗ္ဗတတရုသဗ္ဗဗယံဝိနာတန္တုအတေတတောမြောက်ကျွန်းတန်ဗုဒ္ဓကိုဆက်ပြီးတော့ပူဇော်ကြရအောင်သံဗုဒ္ဓေအထာဝိသင်္စာပင်စတတ္တသဟတာနိဒွါထသင်္စာသဟတကေင်္ဂာယံဝါလူကာသုံးနေပရာဇိတဝါမဟာဖုံလေနမာမိသီရသမဟံဧတံဓမ္မေသသံဃေသအာဒရေနနမမဟံနမေကာရာနုဘာဝေနသိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတန္တုအတေတတောအနောက်ကျွန်းတန်ဗုဒ္ဓဆက်ပြီးတော့ပူဇော်ကြရအောင်တန်ဗုဒ္ဓေအထာဝိသင်္စာဒွါဝိသင်္စာဣမေဗုဒ္ဓဧကတိန္တသဗ္ဗေဗုဒ္ဓဒုတိန္တသမဟာဗုဒ္ဓပင်စဝိတာဗုဒ္ဓနိတိจิตတိန္တဗုဒ္ဓဘာဝနာဧတေနဗုဒ္ဓဂုဏေနတေတံဓမ္မေသသံဃေသအာဒရေနနမမဟံနမေကာရာနုဘာဝေနသိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတန္တုအတေတတောနောက်ပေဆုံးအောင်တန်ဗုဒ္ဓေတဲ့ဘာလို့အောင်မြင်တဲ့စီးပွားရေးကြီးပွားရေးပညာရေးနိုင်ငံရေးဘာပဲလို့အောင်မြင်တဲ့အောင်တန်ဗုဒ္ဓေတန်ဗုဒ္ဓေအထာဝိတတိမမကိစ္စတိပုရတောပင်စဗုဒ္ဓမဟာတေဇောမမပိသေနိသေတတိဒိဗ္ဗတိတံမာရခန္တုမေဇယမင်္ဂလံဧကံသဗ္ဗေပိမေနမတ္တာမိကုနေအပတ္တိပုဂ္ဂလေ
အရိယာနိစ္စသဗ္ဗတံသာဝကနိစ္စသဗ္ဗတောအဲ့ဒါနတ်တွေဖွဲ့ထားတဲ့တန်ဖိုးတွေ၄မျိုးပါတို့ယောဂီပုဂ္ဂိုလ်များရနေကြဖြစ်တဲ့တန်ဖိုးတွေရှေ့ကတိုင်ပေးနေအချိန်ကြီးကြာလို့ကိုဟာကိုပဲအလွတ်ဆိုကြရအောင်မှန်လားပိဋကကဲရိုးရိုးတန်ဖိုးတွေဆိုကြအောင်ဆိုလိုက်တန်ဖိုးတွေတာဝိသေသဒွါတာတေသသဟတကေပိသတတ္တသာသာနိနမာမိဣရာသမဟံအပကဝါလူကာခေကအနန္တာနေဂုတာသီလာတေသံဓမ္မေသသံဃေသအာတရေနနာမမဟံနာမေကာရာနုဘာဝေနာဟိတဝါသာဘေဥပါဒဝေနေကအန္တရာယာတိဝိနာသံတုအာဒေတတောအာဒေတတောလို့ဆိုရတယ်တချို့အာဒေတတော